Hello Sky ပိုလီရဲ့ blog လေးကနေကြိုဆိုပါရှင်ဒီနေ့မှာတော့ပိုလီတို့မိသားစုတွေရွှေသိန်းတော်ကိုဒေးထွက်သွားပြခဲ့တဲ့အကြောင်းလေးပြပြပေးသွားပါမယ်ရှင်အခုဆိုရင်တော့ရွှေသိန်းတော်ကိုမနက်6 နာရီကျော်လောက်ကနေစထွက်လာပါပြီရှင်လမ်းမှာတော့ဘိုက်စာလို့ပြီးမှတစ်ဖြတ်ဝင်လာပြီးတော့မနက်စာစားလိုက်ကြပါတယ်ရှင်ဒါကတော့မနက်စာလေးတွေကိုရိုက်ဖြစ်ခဲ့ရပါရင်းနှီးထွက်ပြီးတဲ့ခွက်လေးကချစ်ဖို့ကောင်းတယ်လို့တစ်ဖြတ်ရိုက်ထားပါရှင်ဒါကတော့ပြန်ပြီးတော့ခီးဆက်ပြီးတော့ဆောင်းမောင်းနေပါပြီရှင်ဒီတစ်ခေါက်ကတော့ပိုလီတို့ဖေကားနဲ့ပဲတွားပြခဲ့ပါရှင်ကဲအခုဆိုရင်တော့ရွှေသိန်းတော်ကိုရောက်ရှိလာပါပြီဒါကတော့ဆက်ဆက်ရောက်ရှင်မှာပိုလီတို့အမေတွေကဟိုဘက်မှာပွဲတွေသွားဝင်နေတဲ့အချိန်မှာပိုလီတို့ကတော့ဒီဘက်မှာရှောက်ပတ်ကြည့်နေပါရှင်တော့အနေနဲ့ရခသူတွေကပညာရေးစီးပွားရေးတွေဆူတောင်းဖို့အတွက်ပွဲတွေကိုစောင့်နေကြဖြစ်ပါတယ်ရှင်ဒါကတော့ရွှေသိန်းတော်ရဲ့နေရာလေးပါဖះကအရန်ကိုတက်ပေပြီးတော့ဒီမှာပွဲတွေလည်းနည်းနည်းနော်မဟုတ်ပဲနဲ့တွေ့ခဲ့ရပါတယ်ရှင်ဒီရွှေသိန်းတော်ဖះဆိုရင်ပေါ့နော်တော်တော်များများဆူတောင်းနေလည်းပြည့်ပြီးတော့တော်တော်များများစီးပွားရေးတွေကျန်းမာရေးတွေဆက်ဆက်ရအားလုံးဆူတောင်းလို့ရပါတယ်ရှင်ပိုလီတို့မိသားစုတွေဆူတောင်းဖို့အတွက်စောင့်နေကြတာဖြစ်ပါရှင်။ပိုလီတို့ကတော့မိသားစုစီပွားရေးအတွက်အဓိကလာဆူတောင်းဖြစ်တာပါ။ပြီးရင်တော့ဖះကိုတွားကြတော့လိုက်ပါရှင်။ဒီသိန်းတော့ဖះဆိုရင်ပေါ့နော်အရန်ကိုတက်ပေပြီးတော့အရန်လေးချီညိုစရာကောင်းပါရှင်။ဒီယောက်ကပွဲတွေကိုမြင်ရတာလေတကယ်ကိုချီညိုစရာပီတိဖြစ်စရာပါပဲရှင်။အခုဆိုရင်တော့ပိုလီတို့မိသားစုကဆူတောင်းပြီးတော့ပါပြီဒါလေးကတော့မဟာရွှေသိန်းတော်ရဲ့တောင်ပေါ်အောက်ကနေလှမ်းမြင်ရတဲ့ view လေးပါရှင်ပိုလီကတော့ဒီနားလေးမှာ view လာလို့တစ်ဖြက်လေးထည့်ရိုက်လိုက်ပါတယ်ပိုလီကလန်ခီမှာတတောက်တတဖြစ်အောင်လို့မြန်မာဝတ်စုံဝတ်ဖင်နဲ့ဒီလိုလေးပဲဝတ်ခဲ့လိုက်ပါရှင်ပိုလီတို့ကရွှေသိန်းတော်တောင်ပေါ်တော့မတက်ဖြစ်ခဲ့လိုက်ပါဘူးရှင်အောက်ကနေပဲဒီ view လေးလာလို့ရိုက်ခဲ့လိုက်တာပါဒါကတော့နေကင်းရောက်ပြီမို့ပိုက်စာလို့လမ်းမှာချမ်းဆိုင်လေးမှာဝင်ပြီးတော့စားခဲ့ဖြစ်ပါရှင်အခုဆိုရင်တော့မလေးကျော်နာဒီ9မိုင် view လေးကနာမည်ကြီးနေလို့အဘကိုသွားနေပါပြီရှင်ဒါလေးကတော့ DDOD view ကိုစပြီးတော့ရောက်ပါပြီဒီ DDOD view ကလည်းရှုခင်းလေးတွေရောဒီဒုဋ္ဌဝတီမြေကြီးကိုပါမြင်ရပြီးတော့အရန်ကိုလှပပြီးအရန်သွားရပါတယ်ရှင်ပိုလီတို့ကပုံတွေအများကြီးရိုက်ခဲ့ပြီးတော့ခဏလေးပဲနေပြီးတော့ပြန်ခဲ့လိုက်ပါပြီရှင်ဒါကတော့အပြန်မှာရှုခင်းတွေရန်လာနေလို့ရိုက်ခဲ့လိုက်ပါတယ်ရှင်ဒါကတော့မမောင်ကင်းရိုက်ထားတဲ့ view လေးပါအိမ်ပြန်ရောက်တဲ့ချိန်မှာတော့7 နာရီကျော်သွားပါရှင်လမ်းမှာတက်တန်လေးထွက်နေတာလေအရန်လာလို့ရိုက်ဖြစ်ခဲ့ပါရှင်ဒီနေ့ရဲ့ blog လေးကတော့ဒီလောက်ပါပဲ bye bye နောက် blog မှာဆက်တွေ့ကြမယ်နော်